တိုင်းမြောက်မြန်ရဲ့ challenge ၄မျိုးလေး join ကြည့်ကြပါဗျာတဲလက်တီစောင်းလက်တီထူလက်တီလက်ချောင်း၄မျိုးပေါ့နော်တစ်မျိုးကိုဘယ်နှကြိမ်ရလဲအနည်းဆုံး၅ချိန်တော့ရမယ်ဗျာကျုပ်ကတော့ဘယ်နှချိန်ရမလဲမစမ်းကြည့်သေးဘူးအခုစမ်းကြည့်ပါမယ်နှစ်သုံးလေးငါး6 9 10 9 10မရဘူးပြောင်းမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163
9 10 9 10မနာဘူးဖူးလက်တီ1 2 3 4 5 6 9 10 9 10မနာဘူးလက်ချောင်း1 2 3 4 5 6 9 10 9 10ခင်ဗျားတို့ကဘယ်လောက်ရမလဲ challenge လေးကို join ဖို့ဖိတ်ခေါ်ပါတယ်ဗျအပြင်ရောင်းရင်မိတ်ဆွေတို့တိုင်းမြောက်မြန်တမမဟုတ်လဲ join နေပါတယ်